မင်္ဂလာပါရှင်ရိုင်းနေစဉ်ရောတေးရတော်တာမောင်ဆိုပိုးဤဆန်ဖြစ်ပါတယ်ရှင်စီစာမြေအေးရပါပြန်ငါဝဲကတက်ဆွေစင်ရောတန်တာတာဟစ်ကကြွေးကြောချစ်ချစ်စရာကလေးနော်ကရမြူကသူ့ဘွားသူ့ပဲပြောလိုင်းကလေးတပွေပွေအေးတဲ့မြစ်ပေါ်တင်ရလဲဆိုင်တဲ့နော်ရိုင်းနေစင်ရောချိန်ကစီစာမြေအေးရပါပြန်ငါဝဲကငါစီစင်ရောတန်တာတာဟစ်ကကြွေးကြောချစ်ချစ်စရာကလေးနော်ကရာကာရာမျိုးကသူ့ဘွားသူပဲပြောလိုင်းကလေးတပွေပွေအေးရဲ့မြစ်ပေါ်ထင်ရလဲဆိုင်တဲ့နော်ရိုင်းနေစင်ရောပြဆရာကိုလိုက်ပါတဲ့သူအဘောစေရငိုက်လိမ်မာလေးဖြစ်ပြန်တဲ့နော်ပြဆရာကိုလိုက်ပါတဲ့သူအဘောစေရငိုက်လိမ်မာလေးဖြစ်ပြန်တဲ့နော်ကဲဆိုတဲ့ငက်ကလေးစင်ရောအစာစားဖို့လေကလေးတမ်းရောတူမောင်မဲချစ်တဲ့ရေကိုသိရှာပါဘူးနော်ကရင်ကမျိုးကသူ့ဘဝသူပဲပြောတိုင်းကလေးတပူဝေးအေးတဲ့မြစ်ပေါ်ထင်ရလဲဆိုင်တဲ့နော်ရိုင်းနေစင်ရောစီစာမြေအေးရပါပြန်ငါဝဲကစေစင်ရောတန်တာတာဟစ်ကကြွေးကြောချစ်ချစ်စရာကလေးနော်ကမျိုးကသူ့ဘဝသူပဲပြလိုင်းကလေးတပွေပွေအေးတဲ့မြစ်ပေါ်တင်ရလဲဆိုင်တဲ့နော်ရိုင်းနေစင်ရောဆရာကိုလိုက်ပါတဲ့သူအဘောစေရငါလိမ်မာလေးဖြစ်ပြန်တဲ့နော်ကြပြဆရာကိုလိုက်ပါတဲ့သူအဘောစေရငါလိမ်မာလေးဖြစ်ပြန်တဲ့နော်ကဲဆိုတော့ငါကလေးစင်ရောအစာရှာဖို့လေကလေးသားမြောင်တူမောင်မဲချစ်တဲ့ရေကိုသိရှာပါဘူးနော်ကရင်ကမျိုးကသူ့ဘဝသူပဲပြောလိုင်းကလေးဖွေးဖွေးအေးတဲ့မြစ်ပေါ်ခင်ရလဲဆိုင်တဲ့နော်ရိုင်းနေစင်ရောကျေးဇူးတင်ပါတယ်ရှင်